နဲ့ထွက်လို့ဆိုတော့တခွန်းနဲ့ပြောလိုက်တာနတ်ဆိုးတွေထွက်တယ်ဆိုရင်ငါလည်းပြောမယ်အဲ့ဒီမှာရှိတဲ့သူတွေအားလုံးကလည်းပေါ်လူမွတ်ဆန်းတယ်လို့မျိုးပေါ်လူပြောတယ်လို့မျိုးပေါ်လူမောင်းထုတ်တယ်လို့မျိုးလိုက်ပြီးလောက်တာဘာလို့လဲနတ်ဆိုးဆွဲတဲ့သူတွေတွေ့ရင်လာငါအမိန်ပေးမယ်ယေရှုနာမထွက်လို့ပြောတာမထွက်ဘူးနတ်ဆိုးကအဲ့ဒါနဲ့တကေဝသား9ယောက်ကလည်းပေါ်လူလောက်တဲ့နမိတ်လက္ခဏာသဘောကျပေါ်လူကြည့်အောင်လွယ်လိုက်တာတချို့ကအပေါ်ရင်အရာကြည့်မှဆိုအရန်လွယ်တယ်ထင်တယ်တကယ်တော့မမြင်ရတဲ့နယ်ပယ်မှာပြင်ဆင်ရတဲ့ရတယ်အများကြီးစက်ကရတဲ့ရတယ်အများကြီးရှိတယ်တခါလေကျွန်တော်တို့ကဒီ delivery နဲ့ပတ်သက်ပြီးကျွန်တော်တို့တင်တယ်ဆူတောင်းပေးတယ်လူတွေလွတ်မြောက်တယ်2နိုင်ခွဲလောက်ရှိတဲ့ဟာကိုကျွန်တော်တို့ကဗီဒီယို edit လုပ်ပြီး3မိနစ်စာလောက်ပဲတင်တယ်တခါကျရင်2မိနစ်ခွဲစာလောက်ပဲတင်တာဗီဒီယိုအရာကြည့်မှဆိုအရန်လွယ်လုံးတယ်လို့ထင်တယ်တကယ်တော့ညှစ်ထုတ်အားဆိုင်ပြီးတော့ခရနဲ့ပြင်ဆင်စက်ကရတဲ့အပိုင်းတွေရှိတယ်တော့လောလောကူကူနဲ့ဖြစ်လာတဲ့အရာတော့မဟုတ်ပေါ်လူဒီနယ်ပယ်နဲ့ဒီရဲ့ဝิญဉာဏ် level ကိုလွယ်ကူစွာဖြစ်သူရောက်လာတာတော့မဟုတ်ကျန်တဲ့သူတွေအားလုံးကဘယ်လိုထင်လဲပေါ်လူပါဇက်ကနေတော့ယေရှုနာမကိုသုံးပြီးတော့အမိန်ပေးထွက်တာပဲငါတို့လည်းမောင်းထုတ်မယ်ပြောတော့မထွက်ဘူးတကေဝတာယေဘရဟိတကေဝတာ9ယောက်ရှိတယ်လူတစ်ယောက်ရဲ့အထက်မှာနတ်ဆိုးဆွဲအဲ့ဒါနဲ့ညီကို9ယောက်ကဝိုင်းပြီးလူတစ်ယောက်တည်းကနတ်ဆိုးကိုနှင်ထုတ်တော့မထွက်ဘူး9ယောက်တစ်ယောက်နော်ဩငါတို့အတန်နဲ့တူးလို့ထင်ပါရဲ့အတန်နဲ့ကြဲယေရှုနာမနဲ့ထွက်ဟုတ်ပေါ်လူတောင်းတဲ့ယေရှုနာမငါမေးပြီးတော့ထွက်လို့ပြောတာမထွက်ဘူးအဲ့ဒါနတ်ဆိုးကတို့မောကြည့်ရောစကားတစ်ခုမှပြောတယ်ငါယေရှုသိတယ်မင်းတို့အခုတုံးနေတဲ့ယေရှုနာမကိုလည်းငါသိတယ်ယေရှုလည်းငါသိတယ်ယေရှုကငါတို့အတကုံကြောက်ရတာယေရှုနာမည်ကြားတဲ့နတ်ဆိုးကဖိမ့်ဖိမ့်တုံအောင်ကြောက်နေရတာယေရှုဘသူလဲငါကောင်းကောင်းသိတယ်ပြီးတော့မင်းတို့အတူယူအားကြနေတယ်ပေါ်လို့ဘသူလဲငါကောင်းကောင်းသိတယ်ယေရှုကိုလည်းငါသိတယ်ပေါ်လို့ကိုလည်းငါသိတယ်ဒါပေမဲ့မင်းတို့9ယောက်ကဘသူလဲဘယ်ရကောင်လဲနတ်ဆိုးစရင်ထဲမှာတကေဝသား9ယောက်မရှိမင်းတို့ဘသူတွေလဲတဲ့နတ်ဆိုးကတော့မေးခွန်းပြန်ပေးတော့ Who are you သိဘသူလဲ I am တကေဝဆန်းတော့လို့မရအောင်နတ်ဆိုးမသိတုံးတာယေရှုနာမှာလှုပ်တဲ့စရိုင်ကပေါ်လူစရိုင်ပေါ်လူ deliverance လှုပ်တဲ့ပွဲမှာသူကကြည်ကြတာအမူအရာကြည်ကြတာလေတန်းစားကြည်ကြတာမျက်စိပြမျက်စံပြလက်ညှိုးထိုးပြီးတော့အမိတ်ပေးသူတို့လည်းအဲ့လိုလက်ညှိုးထိုးပြီးအမိတ်ပေးတာယေရှုတော်မဲ့ထွက်လို့ပြောတာ in the name of Jesus အောက်လို့ပြောလဲမထွက်ဘူးခက်တီတီပဲမေကုန်းတော့ပြန်ပေးတာမင်းဘယ်ရကောင်လဲတဲ့ဒါဆိုဘာလို့ဒီနတ်ဆိုးကဒီမေကုန်းပြန်ပေးရတာလဲအဲ့ဒီအချိန်မှာသာတကေဝသား9ယောက်မဟုတ်ပဲနဲ့ပေါ်လူသားဆိုရင်ပါဇက်ကလေးပိတ်ပြီးလစ်ထွက်သွားရမှာကြောက်ပါပြီကျွန်တော်ဒီရဲ့အထက်မှာဆက်ပြီးမနေတော့ပါဘူးအော်ဟစ်ပြီးတော့ထွက်သွားရမှာအခုကကြည့်လေးတန်းမာတယ်အတန်ကျဲတယ်အားကြတယ်တက်ကြွတယ်တောက်လောင်မှု fire အပြည့်နဲ့မောင်းထုတ်တာပေါ်လူပြောတဲ့စကလုံးတိုင်းသုံးတာစကလုံးတော်တူသေးတယ်တလုံးမှမလွယ်ဘူးဣတိမေကြီးပြောထုတ်တာဒါပေမဲ့နတ်ဆိုးကမထွက်နတ်ဆိုးမထွက်ပဲနဲ့သူတို့ပဲထွက်ပြီးရတယ်နတ်ဆိုးတကောင်ကတဲ့ခုံတက်ပလိုက်တာအဲ့ဒါနဲ့လာတော့လုံးဝစမတ်ကြကြနဲ့ကိုင်းကြီးတွေနဂရနေပါလိမ့်နဲ့လုံးဝအမှန်ကန်တယောက်ကိုလည်းဗီဒီယိုရိုက်ခိုင်းထားတယ်ထင်ပါရဲ့နော်လုံးဝလူတွေပါလေလွတ်မြောက်သွား line မတင်ဖို့ခတ်တာဟိုနတ်ဆိုးကမထွက်ပဲနဲ့သူတို့ကြီးပဲအဝတ်တွေပါလေကုတ်ဆွဲဖဲလိုက်တာအဝတ်တောင်မပါတော့ဘူးလေအဝတ်စားမပါပဲနဲ့ညီကို9ယောက်လို့ထွက်ပြေးရတာဟာသွားပြီကိုကနတ်ဆိုးကိုမောင်းထုတ်ဖို့နေနေတာနတ်ဆိုးကကိုပြန်တွယ်သွားရောအဆက်ကွဲသွားတယ်ယေဘရဟိသား9ယောက်အဝတ်စားမပါပဲနဲ့ကိုတုံးလုံးထွက်ပြေးရတယ်အဆက်ကွဲအကျိုးနဲ့ကြုံတွေ့ရလူအင်အားများလို့မဟုတ်ဘူးဒါဆိုတို့ဒီနေရာမှာဘာပြဿနာလေးရှိနေရလဲဘာအေရာတက်နေရလဲနတ်ဆိုးတွေပြောတဲ့စကားပေါ်လူကိုငါသိတယ်ယေရှုကိုလည်းငါသိတယ်ပေါ်လူကိုဘာကြောင့်နတ်ဆိုးတွေကသိရဆိုတော့ကျွန်တော်တို့ဖတ်သွားတယ်တမန်တော်တို့ခန်းကြီးဆက်ကိုငယ်7နှစ်လောက်ဒီမှာဆိုရင်ပေါ်လူ3သောပေါ်ဝါကပန်းတစ်ခုကိုအနာကဆွဲတော်သူရှိသူပြလိုက်ရင်သူတို့ဒီအနာရောဂါနဲ့ကင်းလွတ်ကြ၏နတ်ဆိုးတို့လည်းထွက်သွားကြ၏ပေါ်လူကသူ့ရဲ့တာတာခီးစဉ်တောက်လျှောက်မှာအနာငင်းချင်းတွေလည်းလုပ်တယ်နတ်ဆိုးနေတုပ်ချင်းတွေကိုလည်းလုပ်တယ်နတ်ဆိုးဆွဲတဲ့သူတွေတွေ့မှဆိုရင်နတ်ဆိုးတွေကိုမောင်းထုတ်ပေးတယ်ရှင်းထုတ်ပေးတယ်ဆူတောင်းပေးတယ်ဝิญဉ်ရှိရမှာတော့အမြဲတမ်းတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ဒါကြောင့်စာရန်ကိုနတ်ဆိုးတွေကိုအားလုံးကအမြဲတမ်းဘသူအကြောင်းဘသူနာမည်ကြားဘူးနေကြလဲဆိုတော့ပေါ်လူနဲ့ပတ်သက်တဲ့နာမည်ကြားဘူးနေတာဒါနတ်ဆိုးတွေကအဖွဲစည်းနဲ့အလုပ်လုပ်တာကိုဒီကောင်နဲ့အရန်စီးလုံးတယ်သူတို့ကအချင်းချင်းအလုပ်လုပ်တဲ့အခါမှာတရားနဲ့တရားရဲ့ကြောင်းမှာတကယ်လုံးဝလက်တွဲမပြုတ်အရန်စီးလုံးတယ်ဆိုပါစို့သူတို့ကကောရိန္သုမြို့မှာရှိတဲ့နတ်ဆိုးတွေကိုနှင်ထုတ်လိုက်ပြီဆိုတော့သတင်းလမ်းပို့ပြီစာရမဏတ်ကိုတော့ကျွန်တော်တို့ရှုံးသွားပြီ
တချို့တော့အလံပြူထောင်းတယ်တချို့တော့ထွက်ပြေးသွားပြီတချို့တွေဒုက္ခရောက်ပြီပေါ်လူကအကုန်ကင်ထုတ်ပြတယ်ရှင်းထုတ်လိုက်တာအတင်းတော့မှလုံးဝနတ်ဆိုးတွေကဝင်ပေါက်မပေးအကုန်ရှင်းထုတ်တန်ရှင်းလို့အကုန်ကင်ထုတ်ပြတာတစ်ဖက်မှာသတင်းပြန်ရောက်ပြီပေါ်လူကိုရှော့မတွက်နဲ့ငါမထွက်ပဲနဲ့ပေတီပြီးနေနေတာဟိုကယေရှုနာမနဲ့မိတ်ပြီးတော့ဝိညာဉ်တော်မီးနဲ့ရှို့တော့ငါမှပူတော်ပြီးထွက်ပြေးလိုက်ရတာရိုးရိုးထွက်လို့ပြောနေတဲ့အချိန်မှာထွက်တော့မထွက်ပဲနဲ့အင်တာနက်လုံးနဲ့ပို့ပြီးနာကျင်မှုပိုခံစားရဖို့ပိုဝေဒနာပြဖို့ပိုဒုက္ခရောက်ဖို့ပဲရှိမှာနတ်ဆိုးတွေကပေါ်လူပြောအသေးကြောက်တာဘာလို့ပေါ်လူကအခွင့်တကူအာဏာရှိတယ်ဗိတ်တိတ်ချင်းရှိတယ် deliverance နဲ့ပတ်သက်ပြီးသူကလှုပ်တယ်နတ်ဆိုးတွေကိုကြီးကြီးမားမားနှင်ထုတ်တဲ့ပုံသူ့တရင်ကနတ်ဆိုးတွေအချင်းချင်းကြားမှာပြန့်ပြီးသားဒါကြောင့်ကြီးလိုက်တယ်ပေါ်လူဆိုရင်နတ်ဆိုးတွေကအလိုလိုထွက်ကြောက်ကြတယ်လူတော်မတော်အားလို့လက်ကင်ပေါ်ကကပန်းမဲ့ပြီးအဲ့ကပန်းမြင်တဲ့နတ်ဆိုးတွေကအိုးခါခတ်ပြီးထွက်ကုန်တာလူလိုက်မျိုးထွက်ကုန်တာမြေပေါ်မှာတောက်မှပြီးထွက်သွားတာလက်ကင်ပေါ်လေးပဲရသွားတာခါမှစီတဲ့ကပန်းလေးပဲရသွားပေါ်လူကိုဘလောက်တော့နတ်ဆိုးတွေကတည်လဲအတုံးဆောင်တွေကအစနတ်ဆိုးတွေထွက်သွားတာတောင်းတရုံမို့တော့ပေါ်လူမှာရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့အတုံးဆောင်ကစနတ်ဆိုးထွက်သွားတာဒါကြောင့်တကေယောတာနတ်ဆိုးမသိပေါ်လူနတ်ဆိုးတည်ဒီနေ့မှာကျွန်တော်တို့လည်းဘယ်နေပဲမှာဖျားခင်ကျွန်တော်တို့ကိုခွဲခံထားတယ်တချို့ကအနာငင်းချင်းပိုင်းဆိုင်ရမှာဆိုရင်သူ့ကိုပြင်းနေတယ်Praise and worship ပိုင်းဆိုင်ရမှာဆိုရင်သူ့ကိုပြင်းနေတာရှိလိမ့်မယ်အေဝလီပိုင်းမှာဆိုရင်ဒီဆရာကိုပြင်းနေတာရှိလိမ့်မယ်ဟလာပြီးတော့အသင်းတော်ဦးဆောင်တဲ့သင်းအုပ်ပိုင်းမှာဆိုရင်ဒီဆရာကိုပြင်းနေတာရှိမယ်ဒလီရပိုင်းမှာဆိုရင်ဒီဆရာကိုပြင်းနေတဲ့အရာရှိလိမ့်မယ်စာရန်တိနတ်ဆိုးတိတယ်ဘာလို့တိလဲစာရန်နဲ့နတ်ဆိုးတွေကသူတို့ရဲ့နိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြိုချနေတဲ့အဖွဲ့ပြီးကျွန်တော်တို့ကျမ်းစာတစ်ပိုက်ကိုကျွန်တော်တို့ဖတ်ချင်နော်ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး30လေးမှာကျွန်တော်ဖတ်ချင်တယ်လုကာခန်းကြီး30အငယ်19 18 19 20လုကာခန်းကြီး30အငယ်19 18 19 20တွေ့မယ်ဆိုရင်ကျွန်တော်တို့ကဖတ်ချင်ပါတယ်ထိုခုနှစ်ကြိမ်သောတပည့်တော်သည်ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍သခင်ကိုတော်ဤနာမအဖြစ်ကျွန်တော်တို့သည်နတ်ဆိုးကိုပေးနိုင်ပါသည်ဟုရှောက်ကြ၏ယေရှုကလည်းစာရန်သည်လျှက်စစ်မှကောင်းကင်လျှက်စစ်ကဲ့သို့ကောင်းကင်မှကြသည်ကိုငါမြင်၏သင်တို့သည်မွေကင်းမိကောက်တို့ကိုနိုင်ရသောအခွင့်နှင့်ရန်သူများအပေါ်မှာနိုင်ရသောအခွင့်တကူကိုငါပေး၏သင်တို့ကိုအဘယ်ဘေးများမငင်းဆဲရဒီမှာဘာလို့ရလဲဆိုတော့တပည့်တော်အယောက်80ကိုတခင်ရှုကရွေးကောက်တပည့်တော်12ပါးကိုရွေးကောက်တော့ကလည်းအဲ့လိုပဲ2ယောက်စီမျိုးတွေမှာတော့အင်္ဂလိဟောနတ်ဆိုးနဲ့အနောက်ကညိအဲ့ဒီ12ယောက်ပြင်နောက်ထပ်အယောက်80ကိုထပ်ပြီးရွေးကောက်အယောက်80ကိုထပ်ပြီးရွေးကောက်ပြီးတော့တဲ့2ယောက်စီကိုခွဲအဲ့ဒါကဒီလူကာခန်းကြီး30အငယ်1လေးမှာပါတယ်တခင်ရှုကနောက်ထပ်တပည့်တော်အယောက်80ကိုရွေးကောက်လိုက်တယ်ရွေးကောက်ပြီးတဲ့အားလုံးပေါ်မှာဖိတ်သိပ်ပေးလိုက်ဖိတ်သိပ်ပေးပြီးတဲ့2ယောက်တွဲရအယောက်80ကို2ယောက်တွဲ32မှာ5ပွဲရှိမှာ35ပွဲက35ရွာကိုတွားရ35မြို့ကိုတွားရမြို့တွားထက်နေလို့မှလူတနေရာထဲမှာတွားပြုတ်နေပြီးတော့လူအများကြီးပွဲမရှိအလုံးမဖြစ်တော့ဖရားမလို့ချင်ဘူး2ယောက်စီဆေလို့တဲ့ဆိုပါစို့ဒီဘက်2ယောက်ကဒီတစ်မြို့ကိုတွားရင်နောက်2ယောက်ကနောက်တစ်မြို့ကိုတွားနောက်တစ်ယောက်ကိုတွားနေရာတိုင်းမှာတွားပြီးတော့ရွာတွေတိုင်းမှာတွားခိုင်းအဲ့ဒီတနေ့မှာပဲတပည့်တော်တွေက2ယောက်စီခွဲပြီးလူရောက်80သွားတာရွာပေါင်း35ရွာကိုရောက်သွားတယ်အဲ့ဒီ35ရွာလုံးမှာတဲ့နံပါတ်1အေဝီတရားကိုသူတို့ဟောခဲ့တယ်ဂျူးလူမျိုးတွေကဘာကိုထင်ထားလဲတခြားသောသူတွေကဘာကိုထင်ထားလဲကယ်တင်ရှင်မေရှိယမမွေးသေးဘူးထင်ထားတယ်ကယ်တင်ရှင်မွေးလာပြီယေရှုကတော့ဒီမှာကယ်တင်ရှင်ယေရှုမွေးလာပြီဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ယေရှုရဲ့အေဝီတရားသခင်ယေရှုရဲ့လှုံ့ဆော်ပေးခြင်းအေဝီတရားကသူကဟောပြောတယ်နောက်တစ်ခုမချမ်းမမာတဲ့သူရှိမှဆိုတော့အနာကငြိမ်းပြီးတယ်နတ်ဆိုးဆွဲတဲ့သူရှိတဲ့ခါတဲ့နတ်ဆိုးတွေနေထုတ်ပြီးတော့သူတို့သွားတဲ့နေရာတွေမှာနတ်ဆိုးဆွဲတဲ့သူအများကြီးလူတွေအများကြီးကနတ်ဆိုးတွေဆွဲနေကြတယ်အဲ့ဒါနဲ့နတ်ဆိုးတွေကိုနှင်ထုတ်တယ်နတ်ဆိုးထွက်တဲ့နမိတ်ကသူတို့မြင်ရဒါသူတို့အတွက်ပရမအောင်ဆုံးသောအမှုတော်ဆောင်ခြင်းနဲ့ပရမအောင်ဆုံးသောအတွေ့အကြုံပရမအောင်ဆုံးသောထိုးဖောက်မှုဖြစ်တယ်အခုယေရှုကအမှုတော်ညထဲမှာရွေးတယ်အခုချက်ချင်းသုံးတာဒီနေ့မှာတချို့ကဘလို့တွေးလဲဆိုတော့ငါတို့ကအမှုတော်ဆောင်တာမကြသေးဖျားခင်ငါတို့သုံးမှာမဟုတ်ဘူးအဲ့ဒီအတွေ့အထုတ်အယောက်80ကအခုမှအမှုတော်မြတ်ထဲမှာရွေးကောက်ခြင်းခံရတယ်ဒီနေ့ရွေးကောက်တယ်ဒီနေ့ဘုရားခင်စေလွတ်တယ်ဒီနေ့ဘုရားခင်သုံးတယ်ဒီနေ့နမိတ်လက္ခဏာဖြစ်အာမင်ဘုရားခင်ကသုံးမယ်ဆိုမကြောက်တ
တချို့ကဘယ်လိုထင်လဲဆိုကြာအောင်ပဲထင်တာဖယားဒီနှစ်အောင်မြင်စေချင်တယ်2025ထဲမှာကျွန်တော်တို့အောင်မြင်မှုလမ်းတွေဖွင့်ဆိုကျွန်တော်ဘယ်လိုပဲခံစားနောက်ကိုခစ်ကိုနောက်ပြန်ဆွဲလိုက်ပြီးတော့2025အတွင်းမှာတော့ငါတို့ကောင်းကြီးရောက်လာပြီးမှမဟုတ်သေးဘူးအောင်မြင်မှုတွေရောက်လာပြီးမှမဟုတ်ငါနည်းနည်းကြာလာအောင်မယ်ထင်တယ်တချို့ကတော့2000ထဲမှာ30လောက်ဆိုတော့မစိုးပါဘူးအောင်မြင်နိုင်လောက်တယ်အဲ့လောက်ဆိုငါတို့လည်း4 5 6နှစ်လောက်ရှိပြီဆိုတော့အတွေ့အကြုံတွေလည်းရပြီတိတင်တာလည်းသိပြီအမြင်တွေလည်းအများကြီးပွင့်လာပြီဘုရားခင်ကဒီနေ့ရွေးကောက်တယ်ဒီနေ့3ရှင်တယ်ဒီနေ့ထဲမှာပဲဘုရားခင်ကအပြောင်းလဲကိုလှုပ်လှုပ်ပေးခြင်းအာမင်တကယ်တော့သူတို့ဘုရားဒါအစဖြစ်တယ်ပထမဦးဆုံးသောအမှုရညထဲမှာဝင်လာတယ်နုနယ်သေးတဲ့အချိန်ဖြစ်တယ်အဲ့ဒီပထမဦးဆုံးသောအမှုရညမှာဝင်လာတဲ့အချိန်မှာပဲကိုဘုရားခင်ကထိုးပေါက်ခြင်းအောင်မြင်ခြင်းကိုပြင်ဆင်ပေးတယ်နတ်ဆိုးတွေထွက်ကြတယ်ရွာပေါင်း35ရွာမှာရှိတဲ့နတ်ဆိုးစာရမဏေရဲ့ခြေကုပ်စကားတွေကိုဖြိုချပလိုက်တာပြန်လာကိုတခင်ယေရှုကိုဝမ်းသာအားရတဲ့တတ်သိခဏကိုရောတကယ်နမိတ်လက္ခဏာပဲလူတွေရရဆက်ဆက်လွတ်မြောက်တာအနာရီငိမ့်တာကိုရောရရဆက်ဆက်ပဲကျွန်တော်တို့အယံပျော်လိုက်တာဟိုကိုရောမပြီးသေးဘူးနော်နတ်ဆိုးတွေထွက်တာရှဲအတကုံတောင်းချမ်းတာကျွန်တော်လေးကိုရောရဲ့နာမကိုပဲတုံးတာယေရှုနာမကိုပဲတုံးတာကိုရောစကားနားထောင်လှုပ်လိုက်တယ်ကျွန်တော်ပေါ်မှာနမိတ်လက္ခဏာတွေအများကြီးတွေ့ရတယ်တခင်ယေရှုကပြောတယ်မဲ့တော့အဲ့ဒီအယောက်80လုံးမင်းတို့တွေနတ်ဆိုးလက်ကလူတွေလွတ်မြောက်သွားပြီးတော့ deliverance ဖြစ်တာတွေလူတွေနတ်ဆိုးလက်ကနေလွတ်မြောက်တာကိုမြင်ရတော့အယံဝမ်းတာတယ်ငါမြင်ရတဲ့အရာတခုငါပြောအောင်မယ်ပြောပါမင်းတို့နတ်ဆိုးနှင်ထုတ်နေတဲ့အချိန်မှာတဲ့စာရန်ကကောင်းကင်ကနေလျှက်စစ်ကဲ့သို့ကျလာတာကိုငါမြင်တယ်လျှက်စစ်ဆိုအခုကျွန်တော်တို့ရှုကနာပဲကောင်းကင်ကနေစာရန်ကရှုပ်တဲ့ကျလာတယ်ဘာတော့ကျလာစာရမဏကတော့အာကာသကောင်းကင်ကအစိုးရထားတာဒုတိယကောင်းကင်ဒီလောကီမှောင်မိုက်ကိုအစိုးတရားပြုလုပ်တဲ့မင်းအာကာသကိုအစိုးရတဲ့မင်းသူကအပေါ်မှာနေတယ်အပေါ်မှာစိုးစံပြီးအောက်ကအဖွဲတွေအားလုံးကိုအမိန်ပေးလှုပ်ရှားခိုင်းစီနေတဲ့ပုံကအပေါ်မှာရှိနေတဲ့ပုံကဘာလို့အောက်ကိုဆင်းလာရတာလဲချက်ချင်းတော့လျှက်စစ်ကဲ့သို့ပြုတ်ကျလာတာအလေးနဲ့ကဲ့သို့ပြစ်ခန်းဆိုပြုတ်ကျလာတာဘလို့ဖြစ်လို့ဒီနေ့ကျမှစားတယ်ကောင်းကင်ကနေမြေကြီးကိုဆင်းလာရတာလေဒုတိယကောင်းကင်အာကာသကောင်းကင်ကနေမှမြေကြီးကိုလှည့်ညစွာဆင်းလာရတာလေသခင်ယေရှုကဘာလို့ပြောလဲတဲ့မင်းတို့နတ်ဆိုးနှင်ထုတ်လိုက်တော့အဲ့ဒီမြို့မှာရှိနေတဲ့စာရမဏေရဲ့ခြေကုပ်စကံနတ်ဆိုးရဲ့ခရုတ်ချင်းတွေနတ်ဆိုးရဲ့တက်စတန်းတွေအားလုံးကိုမင်းတို့ကဖြိုချဖျက်ဆီးတာတနည်းအားဖြင့်ဝိညာဉ်ရှိရမှာအမှောင်ထုကိုရှင်းထုတ်ပြီးအလေးနိုင်ငံကိုတီထောင်လိုက်တာစာရန်နိုင်ငံကိုဖြိုချနတ်ဆိုးနိုင်ငံကိုဖြိုချအမောင်နိုင်ငံကိုဖြိုချပြီးဖယားနိုင်ငံကိုတီထောင်လိုက်တာနတ်ဆိုးလက်ထဲမှာရှိတဲ့သူတို့ကိုမင်းတို့ကဖယားတခင်ရဲ့ခရစ်တော်ရဲ့နိုင်ငံထဲမှာခေါ်ဆောင်လာခဲ့တာနတ်ဆိုးချုံနှောင်ချင်းခံရတဲ့တန်ကြိုးတွေကိုမင်းတို့ကဖြတ်တောက်ခဲ့တာတချို့တွေကစာရတင်ထားတဲ့တဘိုးတွေရှိတယ်တချို့အရက်နဲ့တင်ထားတဲ့နှစ်ပေါင်းမနေတော့အဲ့ဒီရဲ့တဘိုးတွေအားလုံးကိုချိုးဖျက်ပလိုက်တာပိတ်တိတ်ချင်းကအရက်သမားတွေကလွတ်မြောက်လာပြီစေးသမားတွေကလွတ်မြောက်လာပြီနတ်စားတွေကလွတ်မြောက်လာပြီနတ်ကိုးကွယ်မှုတွေကလွတ်မြောက်သွားပြီနတ်ဆိုးရဲ့ဖမ်းသွားချုပ်ထားခြင်းနှိပ်စက်ခြင်းကိုခံရတဲ့အကျဉ်းသားတွေဒါတနည်းအားဖြင့်ဒါနတ်ဆိုးနှိပ်စက်ခံရတဲ့အကျဉ်းသားတွေအားလုံးကလွတ်မြောက်ရတယ်ရိုးရိုးလွတ်တာမဟုတ်လက်မှရှိတဲ့တန်ခွင်းတွေအကုန်လွတ်တာယောဂတွေနှိပ်စက်ခံရသူကယောဂတွေပျောက်သွားတယ်ကျမ်းမာသွားတယ်အဲ့ဒီမှာရှိနေတဲ့မြို့35မြို့တော့မှာရွာ35ရွာလောက်မှာရှိတဲ့နတ်ဆိုးတွေအားလုံးကအထိကိခံရတာအကြီးကျယ်ရှုံးနေတာစာရန်ရှုံးတယ်မမြင်ရတဲ့ဝိညာဉ်ရဲ့ level မှာတစ်ဖက်မှာတရိပ်ပန်းလို့မမြင်ရတဲ့ဝိညာဉ်ရဲ့ level မှာစာရန်ရှုံးသွားအမောင်နိုင်ငံပြိုကျပြီးအလင်းနိုင်ငံတည်ထောင်စာရန်နိုင်ငံပြိုကျတယ်နတ်ဆိုးနိုင်ငံပြိုကျလာတယ်ဖယားနိုင်ငံတည်ထောင်ခရစ်တော်ရဲ့သာသနာတာကြီးကျေပြန့်ပြီးတိုးပွားလာအဲ့ဒါကြောင့်စာရန်ကကောင်းကင်ကနေမြေကြီးပေါ်လျှက်စစ်ကဲ့သို့ပြုတ်ကျလာဆိုအလင်းမြန်ကြွလာပြီဘာလို့အပေါ်မှာနေလို့မရတော့အောက်မှာရှိတဲ့ဖွဲ့တွေသူ့ရဲ့ဘတ်တော်သားတွေသူ့ရဲ့အောက်မှာရှိတဲ့အောက်လက်ငယ်သားတွေအောက်လက်ငယ်သားဆိုရှော့တဲ့တော့မြို့တွေမှာတော့အုပ်ချုပ်တဲ့ဒီဘယ်လိုခေါ်မလဲစစ်သူကြီးတွေရှိတယ်မြို့တွေမှာအုပ်ချုပ်တဲ့အရာရှိအရာကအကုန်ကြတာအဲ့ဒါနဲ့စာရန်ကကောင်းကင်လာပြီးစစ်လာကူပေးရတယ်ကြည့်ဦးတစ်ဖက်မှာနတ်ဆိုးနေထုတ်တာနဲ့နတ်ဆိုးတွေရှုံးတယ်စာရန်ကရှုံးနေသွားတယ်ဒါဆို deliverance လို့ပြောတဲ့အခါမှာသာသနာမှာတာမန်အမှုတော်ဆောင်တာနဲ့တာမန်ဗိတ်တိတ်ချင်းနဲ့သွားတာထက်အမောင်နိုင်ငံကိုဖြိုချတဲ့ဗိတ်တိတ်ကိုစားတာအတိကြောက်ဒါတော့မှနော်ကျန်တဲ့သူမဟုတ်သေးဘူးနော်ယေရှုအနီးနားမှာအနီးကနေခဲ့တဲ့တပည့်တော်ဆက်တာမလာသေးဘူးအခုမှရွေးကောက်တဲ့မန္တလေးတိုင်းမှာရွေးကောက်ထားခြင်းခံရတဲ့လက်လက်ဆက်ဆက်ပူပူနွေးနွေးလေးချွေနီပေးခံထားရတဲ့အဖွဲ့လေးအခုမှအမှုတော်ညထဲမှာဝင်လာတဲ့ယေရှုကဗိတ်တိတ်နဲ့အခွင့်အရေးအာဏာနဲ့ဆေးလုပ်ပေးလိုက်ရောမင်းတို့နှုတ်ကထွက်တဲ့စကားတိုင်းမှာငါနာမကိုတော့
Nasuri by Nitokela. Akuma Amuro Metema, when Lare to Nedama, Sara Biarika, Aboma Nilumiaro, Agu Chechen Senaya. Tazu, Triva Nepata Bido Channel, look at Yakatinema. Namati Sarango, Nasurigo, Alu, Polu Gutia. Polu Atamandu Moho, but nearer than Nasonito. They are a Chani and Powder today, Nasonito Pilade, Siwa Mafito, Poluna de la Pansi Kayare, Tauja Kayare, Polua, Nasuri to Mount de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  Takewa Tariga, Nation Nini Gera. Or with Pitlo Nini Gera, Akujama Labido, Polu Ajay, Polu, Nimbasagabe, Yishuna Mane Tolu Yomatoda, Narule, 29, Twasanji, Masane. Nasuzuragali, oh, Limpe, Baku Amamashi, Santari Mishida to Mo. Tromale, Saramana Pira, Tabuna, Swanza Lady Shida. Three Takuli, the three Swanza, through low 9 Lady Shida. Paya Takuma Babe, Paya Pate Mababe. When you know a Pate Mababe, and a Tilugo Manana, Nasurigo Manana. The show is Shida, the liver and I love the Troma Kava Mashi, Trogo, the Kagwet had a Yale Mashi. The Pamatro Nagoma Langa had a council of the Mashibu. Through a Twitter, a quick Amurga Matira Kama, Nasutoni Tode, Pianare Kama, Joga Pietwara, Machama Pietwara, Muri Petanari, Jona Muri, Kari Nadi Shida. The show series with Rota, they cannot run to Chabuda. Nasuni Tode, Picali, Tetan Pia Piare, Pima Jare, PC, Sonjo, and Muri Sati. The show Nasuta Nintoda. The Pama, Kuya Mita Suma, Queka Muyabu, Doncho Muyabu, Palu Kinsia, Malaysia, Matida, Nyati. Tima. Takiwa ta Konayawa Troma Kaba Mashi. A Tuiro e Quega Chingula Tromadido. A Tuiro Remashi, Lumia Chingula Madi. Yeshu Nama Tahugula Tira Moho. Leon, Yeshu Nama Tonda Nasutradamo. Yeshu Nama Toye, Nasutrame. Yeshu Nama go Tona Nasutrama. The king Nasuriga Paujile. Eddie Mount Huda do Ataragula Chile did. Chile do Digoni. Majamaja, yes, I might do the Aguma Lavina. Mount Hodigona out of word heavy. No. Lavi to put a changing live, 12, and Nedoma, Olu Yamale. Polu Taraguchile, Payane Patan and Lowan Strong. Payte Shire, when you're on a Piware. Polu Namejar and Nasu Alamati Vida. Nothing agent in Yaji, Polu let him, Yai Shonekeda. Nothing agent through Pansi Chona through Yaji, Polu Mounto Trapiwa through Yaji Shire, Polu Mounto through Lurinazo, Lupila Yara. Shoga and Choga and Shoga and Lupila Yare. The shooting would Petanari, Choda, Petanari would look at a show the chains and it showed 8 chains and would look at Yare. A chain and Dora, Polus or 3 Caro, Polus or the Jauda. Nasuriga, Gile Jauda, Polu. The liver loaded. At the end, the Mega Canago to Ya. Poluga, Nasuni told the Shuniama to double Maalu to a Lakambo, Katango, Pila than Nasuri Twitter. Tagum Yenekama, the Chodo Turiga. Polu Lote Yago, Kopi Pianode, Nasu, Motobu, Nasuya Pian, Nesatago, Kansala Yara Chansanapa. Ari a pit with Jare Kamar, and Numa, the Hudlo Kava. Tamanuru Kanji, Sakuli Generation Chichen. Sakun Sashi, Sakun Nasema. To a Jana, Epanuna Nido, Judalu, the Chadile, Chow Chino, the king shooting now, Yonjido to Naru. No ways a tago, those Mushima, Michujai, Mimiro Sasa, who Cheto, Mui Atabia, not down tight to Dijai, Toto the Kempi Tanadi, Tagone, 2 boy Amili, wow, Namila can I shave it. Luna Suda, Coca Viva. Polurong, I may be an a Chechen Toya. Takiwa Tariga, Tobi loaded Takiwa Taya Shima, Tachodo to the Gale, data this up you video, Mount Ojar, Matwa. Ludine low Maya de Aya. Ludine would low Buddha Paya could be a Yoji Dodruna, Piano Namelagana, who Galiber, Yoji Durango Paya could be a man, Yoji to Daima Pilama Mo. Oludrama Pil, Atatago Paya to a second bedo, Piensemi Tuares to ye, they had Nasopoma, Lomo. Nasua Tinamego tea. Monte Ata Osata Pane, Toby Nintos, Nasua Timajao. Tenele Paya, Baiting a Paya Winning, Lolo, Yama, Atata, Matan Sheno. Go say go nature the Nino Paya, Bona Matia, Paya, Winning on Lieutenant to Lolo, Yama, Ho. Polu Mounto Trade, Takiwata Mounto Motobu, a woman about Trabia.
ဒီကိစ္စကိုမြင်တော့တယ်လူတွေအားလုံးကအံ့ဩကြတယ်ဖခင်ရဲ့နာမကိုချီးမွမ်းပြီးတာနဲ့နတ်စားတွေအားလုံးကတဲ့သူတို့မှရှိနေတဲ့စားဆောင်တွေအားလုံးမီးရှို့ပြီးဖျက်ဆီးလိုက်အဲ့ဒီစားဆောင်ရဲ့တန်ဖိုးကငွေအတပြ9000ထိုက်တယ်ဟုတ်ရေးဆက်ဆက်ပဲနည်းနည်းငွေပေါ့တန်ဖိုးအရန်များတယ်သူတို့အဖိုးကပေးထားရနှစ်ပေါင်းများစွာအဖိုးကပေးပြီးတော့ကိုးကွယ်ထားရသူတို့အတွက်စီးပွားတက်မဲ့အရာတွေသူတို့အတွက်လက်ပွင့်မဲ့အရာတွေသူတို့လုံးမဲ့အလောက်ကိုင်းအစင်ပြင်မဲ့အရာတွေဒါတွေတော့သူတို့ကဒီစားဆောင်တွေကိုသူတို့အမိပြုပြီးတော့သုံးရတာငါတို့ကဒီနေ့ကစပြီးတော့နတ်ဆိုးကိုမကိုးကွယ်တော့ဘူးနတ်စားတွေမလုပ်တော့ဘူးအသက်ရှင်တဲ့ဖခင်ကိုပဲကိုးကွယ်တော့မယ်ဖခင်နောက်ကိုပဲလိုက်တော့မယ်ငါတို့အိမ်မှာဖခင်ကလွဲပြီးတခြားဆန့်ကျင်မဲ့ဖြစ်တဲ့အရာတွေအားလုံးမရှိရဘူးဆိုနတ်ဆိုးနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုရှင်းထုတ်ပြစီပလိုက်တယ်တချို့ဘလို့ခိုင်လဲဆိုတော့ငါတို့ကယုံကြည်သူဖြစ်ဖခင်သားကြီးဖြစ်ပြီဒါပေမဲ့အရင်တုန်းကမှားယွင်းစွာကိုးကွယ်ခဲ့တဲ့အရာတွေအားလုံးကိုမရှင်းထုတ်မပြည့်စည်တဲ့အရာတွေအများကြီးရှိတယ်ပေါလုကလည်းပြောတယ်လူလက်နဲ့ထုလုပ်ထားတဲ့ရုပ်တုတွေကအသက်ရှင်တဲ့ဖခင်မဟုတ်ဘူးဒါတွေကိုကိုးကွယ်ခြင်းကဖခင်သခင်ရဲ့အမျက်တော်ကိုနှိုးဆော်စေတယ်ဆိုတဲ့အကြောင်းကိုပြောတော့မြို့မှာလှုပ်ခါမှုတစ်ခုဖြစ်သွားတယ်လှုပ်ခါမှုတစ်ခုဖြစ်သွားတယ်အဲ့ဒါကကျွန်တော်တို့အခန်းငယ်23လောက်မှာထိုအခါဘာသာတရားကြောင့်ရောက်တော့အမှုကြီးဟုမူကားပြဿနာတစ်ခုပေါ်လာပြီယုံရင်းဆန်ခတ်မှုတစ်ခုဖြစ်လာမြို့မှာစူပူမှုတစ်ခုဖြစ်လာအဲ့ဒီစူပူမှုကနိုင်ငံရေးမဟုတ်တော့အဲ့ဒီစူပူမှုကစီးပွားရေးမဟုတ်တော့အဲ့ဒီစူပူမှုကတဘာဝဘိမဟုတ်တော့အဲ့ဒီစူပူမှုကလူမှုရေးလည်းမဟုတ်အဲ့ဒီစူပူမှုကဘာလဲတဲ့လားဘာသာရေးဝိညာဉ်ရေးရနဲ့ပတ်သက်တဲ့အရာတွေကမှစူပူမှုဖြစ်လာပေါ်လူကအင်းကြီးဟောတဲ့အထက်မှာဘာပါသွားလဲဆိုတော့မင်းတို့အသက်ရှင်တဲ့ဘုရားကိုပဲကိုးကွယ်လူရဲ့လက်နဲ့ထူးလုပ်ထားတဲ့ရုပ်တုစင်းတို့ကိုကိုးကွယ်တာဘုရားတကယ်မကြိုက်ဘူးဒါတွေကအသက်မဲ့တဲ့အရာတွေဖြစ်တယ်လို့ပေါ်လူကပြောလိုက်တယ်ရုပ်တုကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးနတ်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပေါ်လူကပြတ်သားစွာပြောတယ်အဲ့ဒီမျိုးမှာလုံးဝခရက်ထားတော့ပေါ်လူတရားဟောချက်ကိုကြားပြီးတော့တဲ့ဗရိန်သမားတယောက်အဲ့ဒီမျိုးမှာရှိပြီးတော့ရုပ်တုတွေကိုထူးလို့ရောင်းချနေတဲ့သူတယောက်ကစီးပွားပြတ်သွားရဲ့တပြုတ်လုံးမှရှိရုပ်တုတွေရောင်းမထွက်တော့လူတွေကအရင်တော့ကဝယ်ထားတဲ့စာသားတော်မီးရှို့လိုက်တာလူတွေရဲ့စီးပွားနေ့စဉ်နဲ့မြအယောင်တွက်နေတဲ့အရာတွေအားလုံးကအယောင်ပိတ်ပြီးတော့စီးပွားကြတော့အဲ့ဒီမှာဒေမေသရီအမည်ရှိသောဗရိန်သမားတယောက်ဒီအာတေမိနတ်သမီးဤငွေဗိမာန်ကိုလုပ်၍ဗရိန်သမားတို့အားစီးပွားများစွာကိုပြုတ်တည်ထိုဗရိန်သမားဆန်ကြတို့ကိုစုယုံစေပြီးအချင်းလူတို့ဤအတက်ကိုအမိပြု၍ငါတို့သည်ဖြစ်သည်ကိုသင်တို့သိကြ၏ယခုတွင်ထိုပေါ်လူကလူလက်ဖြစ်လောက်သမျှတို့သည်ဖျားမဟုတ်ဘူးဆိုသည်ဖြင့်အေဖတ်မျိုးမှစသောအာရှိပြီတလျှောက်လုံးကုန်မတက်သောသူပေါင်းတို့ကိုသွေးဆောင်ဖျားယောင်းသည်ကိုသင်တို့သိမြင်လျက်ကြားလျက်ရှိကြ၏အာရှိပြီဆိုတာတူရကီတမြို့လုံးအေဖတ်မျိုးမှာကိုတူရကီမျိုးမှာကိုလုံးဝလှုပ်ခတ်သွားတာဗရိန်သမားတွေအားလုံးကသွားစုပြီးတော့ခေါ်လိုက်တယ်ကဲလာဦးငါတို့တွေကဒီဗရိန်နဲ့အကျိုးစီးပွားလုပ်ပြီးတော့အသက်မူဝမ်းကြောင်းပြုနေရတာနတ်သမီးကျုပ်တွေကိုထုလုပ်ပေးရတယ်ပြီးရင်ဈေးတွေမှာရောင်းချတယ်ယုံကြည်သက်ဝင်ကိုးကွယ်တဲ့အဖွဲ့တွေကတန်ဖိုးကြီးကြီးပေးငွေကြီးကြီးပေးပြီးတော့လာဝယ်ရတာငွေညံ့ညံ့ပေးပြီးလာဝယ်ရတာအခုချိန်မှာလူတွေကမကိုးကွယ်ကြတော့ဘာလို့မကိုးကွယ်ပေါ်လူကပြောလိုက်ပြီလူလက်နဲ့ထုလုပ်ထားတဲ့ကဖျားမဟုတ်ဘူးပြောတော့လူတွေကမဝယ်တော့သူတို့စီးပွားရေးရက်တန့်သွားတမျိုးလုံးမှာရှိတဲ့ရုပ်တုနဲ့ပတ်သက်ပြီးထုလုပ်တဲ့သူတွေရဲ့စီးပွားပြတ်သွားတာပြတ်တဲ့ခါကျတော့မြို့မှာဒီအရာနဲ့ပတ်သက်ပြီးကိုးကွယ်သူတွေအားလုံးကစုဝေးပြီးဆန္ဒပြကြတာဘာလောက်တော့မဖြစ်လဲဆိုတော့တမျိုးလုံးမျိုးလုံးကျရောက်လာမျိုးလုံးကျရောက်လာပြီးတော့2နိုင်ကျော်တဲ့ဘာပဲပြောလဲမှန်းတော့ကျွန်တော်တို့အခန်းငယ်ဘယ်လောက်မှကျွန်တော်ထပ်ပြီးတော့ဖတ်မယ်လဲဆိုရင်တမန်တော်တို့ခန်းကြီး19အငယ်32မှာ4မှာသူသည်ယူဒလူဖြစ်သည်ကိုသိကြသဖြင့်အေဖက်လူတို့သည်အာတေမိသည်ကြီးမြတ်တော်မူသည်ဟု2နိုင်ခမ်းမြသောသူပေါင်းတို့သည်တတန်ထဲနှင့်ဟစ်ကြ၏2နိုင်ကျော်နော်အတန်မဆဲဇက်တိုင်မြို့မှာလက်သီးလက်မောင်းတိုင်ပြီးကြွေးကြော်ဒီလိုမျိုးကြွေးကြော်ပြီးတော့ဝန်ခံပြီးလူအုပ်ကြီးရဲ့ပြောတဲ့စကားကအာတေမိကကြီးမြတ်တယ်အာတေမိကကြီးမြတ်တယ်အာတေမိကကြီးမြတ်တယ်ဆိုတဲ့စကားကိုသူကထွက်ကြတယ်အာတေမိသည်ကြီးမြတ်တော်မူ၏အာတေမိသည်ကြီးမြတ်တော်မူဆို2နိုင်ကျော်ကြတယ်ဟောဒါတော့သူတို့မောလို့မမောဆက်ပြီးတော့အော်အောင်မှာအဲ့ဒီမြို့မှာတမြို့လုံးရဲ့ဆန္ဒပြမှုယုံရင်ခံဆန်ခတ်မှုတွေကဖြစ်သွားဘာဖြစ်တယ်လဲပေါ်လူကရုပ်တုကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့နတ်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောထဲပလိုက်တာတမြို့လုံးလုံးဝလှုပ်ခါသွားတယ်ဒါဆိုအဲ့ဒီအော်နေတဲ့သူတွေအားလုံးကသူတို့အော်တယ်မထင်နဲ့သူတို့ကတကယ်တော့တစားပလာအနေနဲ့အသုံးချခံလိုက်ရတာသူတို့ရဲ့နောက်ွယ်မှာချုပ်ကင်ထားတဲ့အရာကစာရန်နတ်ဆိုးဟုတ်ဆိုအမောင်နိုင်ငံကိုဖြူချတာမကြိုက်ဘူးသူ
သူတို့လက်ထဲမှာရှိတဲ့သူတို့ကိုလွတ်ချင်တာမဟုတ်သူတို့လက်ထဲမှာချုံနှောင်ထားသူကိုဆက်ပြီးချုံနှောင်မှာဖယားခင်နဲ့တွားတဲ့သူကဆက်ပြီးဆွဲချခြင်းနဲ့နတ်ဆိုးတွေရဲ့လောက်ရက်ကအခုကလူတွေကိုထက်ဆွဲချလို့ပဲလက်ထဲမှာရှိပြီးချုံနှောင်ထားသူကထပ်ပြီးလွတ်ပေးလိုက်ရတော့သူတို့ကနေစရာအိမ်နဲ့မရှိတော့လူခန္ဓာကိုယ်တွေကမောင်းထိုင်သွားစရာမရှိလို့သူက6ကက်တော့အရက်မှာပဲလှဲ့လေနေရတာအဲ့ဒီထဲကမှသူတို့နေစရာအရက်ကိုပြန်လိုက်ရှာရတာဘသူထဲမှာဝင်ရမလဲဘသူထဲမှာအခွင့်ရမလဲတချို့ရလဲကိုအရင်တော့ကထွက်ခဲ့တဲ့သူထဲမှာပြန်ဝင်ခွင့်မရှိတော့ဒါပေမဲ့ကိုယ့်ရဲ့ငယ်ချင်းကပြောတယ်မင်းငါထွက်ခဲ့တဲ့နေရာတော့ရှိတယ်လိုက်ခဲ့မလားအခုအသက်တာမှာတုတ်တင်ပြင်စင်တာတော့တချို့ကသွားပြီးတော့ကိုထွက်ခဲ့တဲ့ခန္ဓာကိုယ်မှာနေရာမရှိတော့ပေမဲ့တခြားနတ်ဆိုကခုနှစ်ကောင်တိုင်းဆိုတော့ခုနှစ်ကောင်ခေါ်တဲ့မှာကိုပါလို့သူများခန္ဓာကိုယ်လည်းပြန်ဝင်တာမျိုးရှိတယ်အခုသူတို့တော့ဝင်စရာခန္ဓာကိုယ်မရှိတော့လူတွေကနတ်ဆိုးဝင်ပေါက်တွေကိုပိတ်တာမှားရင်တော့ကိုးကွယ်မှုအားလုံးကိုပြင်ဆင်ချပလိုက်တာလုံးဝနိုင်ငံတစ်ခုကိုတုံလောက်သွားတာဘာစကားနဲ့သိလားလူလက်နဲ့ထူးလို့တဲ့အရာတွေအားလုံးကဖျားမဟုတ်ဘူးဆိုတဲ့စကားတွေကိုတန်နိုင်ငံလုံးတုံလို့သွားစေတာမြို့တွေကိုတုံလို့သွားစေတာဒါဆိုဒီစကားကဘလောက်တောင်တကူပါလဲတာမန်အရာကြည့်မယ်ဆိုတာကတာမန်စကားဆိုပေမဲ့မမြင်ရတဲ့ဝိညာဉ်ကနေပဲဒါဝိညာဉ်တိုက်ပွဲဖြစ်တယ်ဝိညာဉ်ကမှအမောင်နိုင်ငံကိုလုံးဝဖြိုချနေတဲ့စကားတွေဖြစ်တယ်ဒါကြောင့်ပေါလုကိုနတ်ဆိုးတိတာမဆန်းဘူးဘလိုင်းတိနေတာမဟုတ်ဘူးတကေဝသားတွေကိုနတ်ဆိုးပြောတဲ့စကားမှာယေရှုကိုငါသိတယ်ဘာတူလဲဆိုတော့ငါသိတယ်ယေရှုကိုနတ်ဆိုးတွေကကြောက်ရွံ့တုန်လှုပ်တယ်ပေါလုပြောကြောက်တယ်တုန်လှုပ်တယ်တော်ရုံတိုင်ကို50ရောက်လောက်မှပဲလုံနေတာမဟုတ်မြို့လုံးကျွတ်နဲ့ပတ်သက်တဲ့ဝိညာဉ်တိုက်ပွဲကိုဆင်နွှမ်းနေတဲ့ပုံကိုယ်တွေတကယ်ဝိညာဉ်မှာစစ်သူကြီးတွေပေါလုတို့ကဒါကြောင့်သူကပေါလုပြောတဲ့အရာတွေထဲမှာဆို deliverance နဲ့ပတ်သက်တဲ့အရာအများကြီးပါတယ်ငါတို့အသွေးသားရှိတဲ့ရန်သူများတိုက်ရတာမဟုတ်ဘူးမင်းတို့အနီးနားမှာရှိတဲ့သူတွေကိုနဲ့လူမျိုးမတူတာခံယူချက်မတူတာရန်သူတို့အဲ့ဒါမင်းတို့ရန်သူမဟုတ်ဘူးငါတို့ကကောင်းကင်အာကာသနတ်တွေနဲ့တိုက်ရတာမမြင်ရတဲ့နယ်ပယ်မှောင်မိုက်တကူနဲ့တိုက်ရတာကြောင့်မင်းတို့မှာစစ်ဝတ်တစုံတွေပြင်ဆင်ထားဖို့အတွက်လိုတယ်တိုက်ပွဲနဲ့ပတ်သက်ပြင်ဆင်ဖို့ရန်အတွက်ပေါလုကအများကြီးပြောတယ်ပေါလုတရားဟောချက်မှာကြည့်ဝိညာဉ်တိုက်ပွဲကြောင့်နေသူအများကြီးပြောတယ်နတ်ဆိုးရဲ့လောက်ရက်တွေအကြောင်းကိုအများကြီးပြောတယ်နတ်ဆိုးကဖုံးကွယ်ထားတဲ့ကိစ္စတွေအများကြီးပေါလုကပေါ်ထုတ်ပေးတယ်ဒါကြောင့်ပေါလုကိုနတ်ဆိုးတွေသိတယ်ဆိုတော့တခြားကြောင့်မဟုတ်ဘူးပေါလုကဝိညာဉ်ရှိရလောကမှာနာမည်ကြီးစာရန်သိတယ်ပေါလုနတ်ဆိုးသိတယ်ပေါလုနတ်ဆိုးတွေအားလုံးကြောက်ရွံ့ရတဲ့ပုံကိုဒီနေ့မှာဘုရားခင်ကလည်းကျွန်တော်တို့ကိုပေါလုကဲ့သို့ဖြစ်လာစေလိမ့်မယ်တာမန်လောက်ပဲမဟုတ်နတ်ဆိုးကတော့မှဒေရှင်မှာပြန်ရှာပြီးတော့အေဝါဆိုတာဘယ်သူလဲဆိုပြန်ရှာနေကြမလို့အေဝါအိုးငါသိတာဗောနေရာကမှငါတငယ်ချင်းတွေသူ့ကြောင့်အများကြီးဒုက္ခတွေရောက်နေစရာအိုးမဲ့အိမ်မဲ့တွေဖြစ်ပြီးတော့အရေးရဆက်ဆက်နှင်ထုတ်ခဲ့တာပိတ်တရှိတယ်အကောင်သေးတော့အစိတ်ပြင်းတာဆရာအေဝါရေးရဆက်ဆက်ဖျားခင်ကတုံးတာကျွန်တော်တို့ကဖျားခင်ကနာမည်နဲ့တကွတိပြီးတော့ချီးမြှောက်ပေးစေချင်30တချို့သောသူတွေက copy လိုက်လို့တယ်မဖြစ်လာဘူးဒါကြောင့်နတ်ဆိုးတွေပြောတဲ့စကားပေါလုကိုငါသိတယ်နေသင်နာမည်ကိုနတ်ဆိုးတွေသိပါစို့သင်နာမည်ကြားတာနဲ့သင်အတန်ကြားတာနဲ့သင်ရုပ်မြင်တာနဲ့သင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အသုံးဆောင်တစ်ခုခုကိုတွေ့တာနဲ့နတ်ဆိုးတွေကြောက်ရွံ့နေပါစေပေါလုရဲ့အတန်တော်မကြားသေးပေါလုရဲ့ရုပ်တော်မမြင်သေးပေါလုခန္ဓာကိုယ်မှာရှိတဲ့ကိုယ်သင်းနှံ့လေးပေါလုရဲ့ချွေးနှံကိုနတ်ဆိုးတွေကသိတယ်အိုးလက်ကင်ပွားမှာပေါလုနော်ချွေးတုပ်ထားတယ်ပေါလုရဲ့ခါမှာစီးတဲ့ကျိုးလေးဒီအနံ့ကိုငါကောင်းကောင်းသိတယ်ပေါလုရဲ့အနံ့ပဲခန္ဓာကိုယ်မှာရှိအနံ့အစားနတ်ဆိုးတွေကသိတယ်ကြောက်တယ်ပြေးရတယ်မထွက်လို့မရအောင်ကျွန်တော်ကတစ်ခါလေးစဉ်းစားတယ်အိုး deliverance ဆိုတော့ကအပြစ်မှာမျက်နှာချင်းဆိုင်တွေ့ပြီးတော့နှင်ထုတ်လို့ပူကောင်းတယ် online ကနေနှင်ထုတ်မယ်ဆိုရင်တော့နော်သူတို့တွေလဲသွားတဲ့ကဘလို့လို့တစ်ခါလေးစဉ်းစားမိဘူးလေပေါလုအဲ့ဒါတွေမစဉ်းစားဘူးဗီဒီယိုကောလေးပါနဲ့ခေါ်ချင်မရှိဘူးလက်ကင်ပွားပဲပြီးတော့ဟိုမှာလူလင်းခါခတ်တော့ပြီးနတ်ဆိုးထွက်သွားရရဆက်ဆက်ဘုရားခင်ကအလုပ်လို့ဒါကြောင့်စာရန်သိနာမည်သိပါစေနတ်ဆိုးသိနာမည်သိပါစေသင်တာမန်လူတယောက်မဖြစ်ပါစေနဲ့သင်ဟာဝိညာဉ်ရဲ့နယ်ပယ်မှာလွှမ်းမိုးနိုင်တဲ့ပုံကိုဖြစ်ပါဒီကိုဖြိုချနေတဲ့ပုံကိုဖြစ်ပါစေ38မြို့မှာနတ်ဆိုးနေထုတ်တယ်စာရန်ကောင်းကင်ကလျှက်စစ်ကဲ့သို့ပြုတ်ကျလာတယ်အောက်မှာအလုံးအင်းနဲ့ရှုံးနေနေတာမို့လို့လာပြီးစစ်ကူပေးရတယ်အပေါ်မှာစိုးစံတယ်အပေါ်မှာဇိကြီးနဲ့ပေါင်ချိတ်ပြီးထိုင်ကိုပေါင်ချိတ်ပြီးထိုင်လို့မရတော့အတကုံဆင်းလာရတာမဟုတ်လစ်တော့မှသူ့နိုင်ငံကရရဆက်ဆက်ပြုတ်ပြတ်တော့မှဒါကြောင့်ကျွန်တော်တို့အမှောင်နိုင်ငံကိုဖြိုချပြီးဖခင်ရဲ့အလင်းနိုင်ငံတီထောင်သောသူတွေဖြစ်ဖို့ရန်ဖခင်ကလိုချင်ဒါကြောင့်လေဒီအခွင့်တကူအာဏာယုံကြည်သူတိုင်းကိုပေးတယ်ယုံကြည်သောသူတို့၌ပြန်တော်နမိတ်လက္ခဏာမှုကငိုင်းနာမကိုမြည်၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တံဖတ်တော်တဲ့တော့ပြီးရောက်တိုင်းမှာဖခင်အထူးကောင်းချီးပေးပါစေဆုတောင်းခြင်းဥဆောင်မဲ့ဆရာ